살아있는 한국어 속담 속의 sakabong. 사울리레가 속담 리고 리라다메 번호. 디니 리라다메 sakabong가 자로 말이 시가 된다. 사가가 묘세입시대 수의 어데이베 번호. 또의 어데이베가 가볍게 한 말이 실제로 이루어질 수 있으므로 말 조심해야 한다. အဲ့တော့ကိုပေါ့ပေါ့ပါပါပြောလိုက်တဲ့စကားတခွန်းကတကယ်အမှန်တကယ်ဖြစ်ပေါ်လာနိုင်တာဖြစ်တဲ့အတွက်ကြောင့်စကားကိုတတိထားပြောရမယ်ဆိုတဲ့စကားကိုတခုံးပါအဲ့ဘာရဲ့မဟုတ်ဘူးပြောလိုက်တဲ့စကားကတကယ်ဖြစ်ပေါ်လာနိုင်တာဖြစ်တဲ့အတွက်ကြောင့်စကားကိုတတိထားပြောရမယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော် 오늘 친구 결혼식에서 부케를 받았어요. 디네 땡예진 밍글라사오마 빤시야케래. 남자친구도 없는데 부케를 받았어요? 깡리렘시웨네 빤시야케알라. 왜요? 바플래. 받으면 안 돼요? 야로 마피풀라. 부케 받고 6개월 안에 결혼 안 나면 결혼하기 힘들다는 말이 있어요. 빤시 야 빌어 차올라အတွင်းမှာ လက်မထပ်ဘူးဆိုလို့ရှိရင်လက်ထပ်ဖို့ခက်ခဲနိုင်တယ်ဆိုတဲ့စကားရှိတယ် 그런 말 하지 마세요. 알로스가 못 뼈와네. 말이 시가 된다고 하잖아요. 사가가 니비어 묘세 필대로 시래 말라. 벼시나 니벼라이데스가 아만 필라 나이네 보노. 내가 정말 결혼 못하면 민수 씨가 책임져야 해요. 나အကယ်၍လက်မထပ်ဖြစ်ခဲ့ဘူးဆိုရင်လက်မထပ်နိုင်ဘူးဆိုလို့ရှိရင်민수가တာဝန်ယူရမှာ. 하하, 그래요? 내가 책임질게요. 까마위, 아스가 다윈 유메. 요코 씨가 30살까지 결혼 못하면 그때는 나와 결혼합시다. 어때요? 요코와 아따 동생 에티 레마타나이 무솔로시 에이신자의 안에 두두 레타자야 아오 별로래. 소위 별라이데 번호. 나를 너무나 사장지지매 말이 시가 된다는데 죽겠다는 말 좀 그만하세요. အဲ့တော့ဒီစကားကနေ music ဖြစ်တယ်ဆိုရဲစကားပုံရှိရပေါ့နော်အဲ့တော့ကြောင့်မလို့ 죽겠다 တေတော့မှာပဲတေတော့မလို့ပဲဆိုရဲစကားကိုဒီလောက်ပဲပြောပါပြောချင်တာမပြောနဲ့တော့ဆိုရဲအဓိပ္ပာယ်မျိုးပေါ့နော် အဲ့တော့ဒီ 말이 시가 된다 ဆိုရဲစကားပုံ ဘယ်လိုအခြေအနေမျိုးတွေမှာသုံးလဲဆိုရင် 가볍게 한 말이 실제로 이루어질 수 있으므로 말 조심해야 한다. ကိုပေါ့ပေါ့ပါပါပြောလိုက်တဲ့စကားကတကယ်လက်တွေ့အမှန်တကယ်ဖြစ်ပေါ်လာနိုင်တဲ့အတွက်ကြောင့်မို့လို့စကားကိုသတိထားပြောရမယ်လို့ရည်ရွယ်တဲ့အခါမှာဒီစကားပုံလေးကိုအသုံးပြုနိုင်တယ်ပေါ့နော်